အားလုံးပဲเนาะဟိုတနေ့ကမီနစ်နေအများကြီးပေးထားရပေါ့နော်မီနစ်နေအများကြီးပေးထားဆိုအဓိကအချိန်နေနဲ့ပတ်သက်တာနေရာနေနဲ့ပတ်သက်တာပေါ့နော်အချိန်ကကြတော့လည်းမရှိမဖြစ်လိုကိုလိုအပ်တယ်တိမောက်ကိုဖြစ်မယ်လေတိမောက်ကိုဖြစ်မယ်အဲ့တော့ဟိုမတိလို့ကိုမရဘူးကွာဟိုဆွေမျိုးတွေပိုင်းတော့ဆိုတော့တောင်းသိရမလားမတိလို့ရတယ်ဆိုရင်မတိလို့ရပြောခဲ့တော့ပေါ့နော်ဒါပေမဲ့ဒီရက်တွေတို့အချိန်တွေတို့မိနစ်တွေတို့ကကြတော့သူကလုံးဝပြောရမှကိုဖြစ်မှာကွာအဓိကကိုကလုပ်ငန်းခွင်ဝင်နေတဲ့လူတွေဖြစ်တော့လုပ်ငန်းချိန်တွေမိတာတွေပိုင်းဆိုတော့အဓိကတိမောက်ကိုဖြစ်မှာပေါ့နော်အဲ့တော့လိုက်လို့ရင်တော့အကောင်းဆုံးပေါ့နော်နောက်ကျတော့မနေ့တော့အဓိကပေးခဲ့တာဆိုလို့ရှိရင်သူက vat တင်မကတော့ပဲ alvat တွေပါလိုက်ပေါ့နော်အဓိကဆိုရောက်တို့ရှောင်းတို့ပေါ့နော်အဲ့လိုမျိုး alvat တွေပါလိုက်တော့じゃ han ဆိုတော့ဟာပါလိုက်ပေါ့နော် vat ကနှလုံးပေးခဲ့တယ်အဓိကဒီ၅လုံးပေါ့နော်အဲ့၅လုံးနဲ့သူကစကလုံးစလုံးတိဆောက်တာဘလို့တိဆောက်တာလဲဆိုတော့ပြောပြမယ်ပေါ့နော်အဓိကရောက်နဲ့ရှောင်းနဲ့ရောက်ကဆန္ဒရှိတယ်ရှောင်းကဆန္ဒရှိတယ်သူတို့က alvat တွေဖြစ်တယ်ပေါ့နော် alvat တွေဖြစ်တဲ့အတွက်သူတို့က vat ရဲ့ရှိမှာထားသုံးမယ်ပေါ့နော် vat ရဲ့ရှိမှာထားသုံးနေဆိုလို့ရှိရင်တော့ဘယ် vat နေနေဘယ်ဟာနေနေသူအဲ့လိုပုံစံတိုင်းပဲလာမှာပေါ့နော်အခုတင်တာကချွိနဲ့လိုင်းချွိနဲ့လိုင်းဖြစ်တဲ့အတွက်ချွိနဲ့လိုင်းကိုပဲအဓိကထားပြီးတော့တင်ပေးမယ်ပေါ့နော်ဒါပေမဲ့သူကဘယ်ဟာလာဘယ်စာကြောင်းလာလို့မျိုးတွဲသုံးလို့ရရပေါ့နော်ဥမာဆိုလို့ရှိရင်ရောက်ငါသွားခြင်းနဲ့ငါသွားဖို့ဆန္ဒရှိတယ်ပေါ့နော်အဲ့လိုမျိုးသုံးမှဆိုရင်ရောက်ချွိဆိုလို့ရှိရင်သွားခြင်းနဲ့သွားဖို့ဆန္ဒရှိတယ်သွားကိုသွားရမယ်ဆိုတဲ့အတိတ်သွားကိုသွားရမယ်ဆိုတဲ့အတိတ်ပဲပေါ့နော်အဲ့လိုမျိုးပဲရှောင်းကလည်းအတူတူပဲအဲ့လိုပဲရှောင်းချွိဆိုလို့ရှိရင်ငါသွားခြင်းနဲ့ပေါ့နော်ဒါကြတော့စိတ်ကူးပဲရှိတယ်ပေါ့နော်ငါသွားခြင်းနဲ့ရောက်ချွိဆိုရင်ငါသွားကိုသွားရမယ်သူသွားဖို့ကိုစိတ်ကူးရှိတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးသူကအဲ့တော့ vat ရဲ့ရှိမှာထားတော့ねနောက်ကျတော့သူကချင်းတယ်ဆိုတာဖြစ်တဲ့အတွက်ဒါဆိုလို့ရှိရင်အင်္ဂလိပ်စာနဲ့ရှင်ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ဘယ်လိုသဘောရလဲဆိုရင်သူက modern verb လိုမျိုးဖြစ်သွားဟုတ်တယ်မလားအင်္ဂလိပ်စာမှာဆိုလို့ရှိရင်modern verb သုံးတယ်ဆိုလို့ရှိရင်သူက future tense နေမှာသုံးတယ်လေfuture tense နေမှာသုံးတယ်future tense ငံတည်ရမလားကန်ကိုရှယ်ရှိုးဝဲဝတ်တယ်လေကန်ကိုရှယ်ဆိုနိုင်နေချင်းနေတင်းနေပေါ့နော်သူကဟိုမဖြစ်သေးတဲ့ဟာတွေသုံးတယ်မလားမဖြစ်သေးတဲ့ဟာဆိုလို့ရှိရင် moral verb ကိုသုံးတယ်လို့ပဲဒီရှောင်းတို့ရောက်တို့သုံးလို့ရှိရင်များသောရှောင်းတို့ရောက်တို့ဆိုလို့ရှိရင်များသောအဖြစ်ရောက်ဆိုမလို့ချင်းတယ်လို့ပြောရမလားအဲ့တော့မရသေးဘူးလေမရသေးတာဖြစ်တဲ့အတွက်ဖြစ်မလာသေးဟုတ်တယ်မလားရှောင်းဆိုလဲဆန္ဒရှိတယ်စိတ်ကူးတယ်ဖြစ်မလာသေးဘူးအဲ့ဒီအတွက်ဒီနှစ်ခုကိုတွေ့လို့ရှိရင်များသောအဖြစ်သူက future tense နေပေါ့နော်ဒီမဖြစ်သေးတဲ့ဟာသုံးတာပေါ့နော်ဥမာ我要去ငါရောက်去ဆိုတော့သွားခြင်းနဲ့ကျုံးကိုဆိုလို့ရှိရင်ငါတရုတ်ကိုသွားခြင်းတာဖြစ်တဲ့အတွက်သူကမရောက်သေးဘူးပေါ့နော်မရောက်သေးဘူးအနာဂတ်ကိုသူကပြောတာပေါ့နော်သူကအဲ့ဒါလေးကိုသိထားပေါ့ရှောင်ချွိဆိုလဲသွားခြင်းနဲ့ပဲပေါ့နော်ဒါမဲ့သူရဲ့ကွာဟမှုတော့ရှိတာပေါ့နော်လေးနက်မှုတော့ရှိတယ်အဲ့ဒါကိုသိထားသုံးလို့ရရနော်အဲ့ဒီတော့သူကပြောပြီးပြီ ever ရဲ့ adverb ဖြစ်တဲ့အတွက် verb ရှိမှာသုံးတယ်အဲ့ဒီတော့အခုကဒီနှစ်ခုတွဲပြီးသွားပြီဆိုတော့သူကထုံးစံအတိုင်း subject verb object ပြန်သွားမယ်မလားပြန်သွားမယ် subject verb object ပြန်သွားမယ်အခုကကျတော့ subject verb object မဟုတ်တော့နေရာတွေဖြစ်တဲ့အတွက်သူက subject verb place တွေတန်းလိုက်တယ်ပေါ့နော်နေရာတွေလိုက်တယ်ပေါ့နော်သွားချင်တာလာချင်တာမှုလို့လေသူကအဲ့လိုမျိုးအဲ့ pattern တိုင်းပဲသွားရဲ verb ဆိုတော့သူက adverb ပါတဲ့အတွက် verb ရှိမှာ adverb တန်းပြီးတော့ထည့်လိုက်ရုံဥပမာဆိုလို့ရှိရင်ငါတရုတ်ပြည်ကိုသွားချင်တယ်ဆိုပါလို့ငါတရုတ်ပြည်ကိုသွားခြင်းတယ်အဲ့တော့ subject place သွားခြင်းတယ်ဆိုတော့ကျတော့ verb ဟုတ်တယ်မလားအဲ့တော့ငါဆိုတော့我သွားခြင်းတယ်ဆိုလို့ရှိရင်想去ဒါမှမဟုတ်လို့ရှိရင်要去အဲ့တော့ဒီမှာ想နဲ့သုံးပေးလိုက်မယ်နော်想去ဘယ်ကိုသွားမှာလဲဆိုလို့ရှိရင်နေရာကတရုတ်ပြည်ဖြစ်တဲ့အတွက်中国နော်အဲ့တော့我想去中国အဲ့တော့ဒီနေရာမှာဒါဆိုလို့ရှိရင်သိသွားပြီဟုတ်တယ်မလား中国နေရာမှာအစားထိုးပြီးတော့တုံးသွားရုံပဲဘယ်ကိုသွားချင်တာလဲထိုက်ကိုလားကျန်းဖူကျိုင်ကိုလားမြန်တရက်ကိုလားတခြားရကျိုးလားကိုလိုချင်တဲ့ဟာအကုန်ထည့်ရေးလို့ရတယ်ဟုတ်တယ်မလားအဲ့တော့我想去我要去အဲ့လိုမျိုးတုံးတယ်ပေါ့နော်လာဆိုလို့ရှိရင်ဒါ adverb နဲ့ verb နဲ့တွဲတဲ့ပုံစံလေးပေါ့နော်ဥပမာနောက်တစ်ခုဒီနားမှာလာတယ်သိရမလားဟိုစားတာတို့တောက်တာတို့ပါအကုန်တွဲရည်လို့ရဝရှောင်းဟဲ့ရောဝရှောင်းရှီအကုန်တွဲပြီးတော့သုံးလို့ရပါပေါ့နော်ဒါကအဓိကပြောချင်တာじゃဒီစာကြောင်းတိဆောက်ပုံလေးကိုအဓိကပြောချင်တာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒါဆိုပြီးတော့ဒါဆိုရင်သွားရတယ်ပေါ့နော်ဥပမာလာတယ်ဆိုလို့ရှိရင်ဝရှောင်းလိုက်
我想来做လို့ရှိရင်ငါလာခြင်းတယ်我想来ဒါဆိုရင်ငါလာခြင်းတယ်ဟုတ်တယ်မလား我想来ဒါဆိုရင်ငါလာခြင်းတယ်ငါဒါဆိုရင်ဒါငါလာခြင်းတယ်ပဲရှိသေးတယ်ပေါ့နောက်ကဘယ်မှာဘယ်မှာဝင်ပြဒါပေမဲ့ तू ကကျတော့ဘယ်လိုလဲဆိုတော့我想ငါလာခြင်းတယ်ဆိုလို့ရှိရင်အခုရောက်ရှိနေတဲ့နေရာပေါ့နော်我想来中国လားငါတယောက်ကိုလာခြင်းတယ်ငါမြန်မာကိုလာခြင်းတယ်ထိုက်ကိုလာခြင်းတယ်အဲ့လိုမျိုးပေါ့နော်我想来中国来去အတူတူပဲကြိုက်တယ်လို့သုံးပေါ့နော်နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ဟန်ကကျတော့အရင်တို့အလွန်တို့ပေါ့နော်သူကကျတော့ပြောမယ်ဆိုရင်ဒီဂရီနဲ့တွားပြီးတော့ဆိုင်တာပေါ့နော်သူကအဲ့ကျတော့သူ့ကျတော့ဘယ်လိုသုံးလဲဆိုရင် adverb နဲ့ adverb တို့သူက verb တို့ရဲ့မှာအရှိရနေမှာတွဲသုံးတယ်ဟိုဟန်အရင်မလားအဲ့တော့ငါဥမာရှောင်ချွေငါသွားခြင်းတယ်ဆိုလို့ရှိရင်အဲ့ဒါဘယ်လိုသွားခြင်းတာလဲဆိုအရင်သွားခြင်းတယ်ငါအရင်သွားခြင်းတယ်ဆိုလို့ရှိရင်သူကအဲ့ adverb ရဲ့ရှိရနေမှာထပ်ပြီးတော့ရေးလိုက်ရုံပဲဟန်ရှောင်ချွေဟန်ရှောင်ချွေအမှရှိမှာ subject လိုက်မယ်နောက်ကနေမှာ place တော့၎င်း place တော့၎င်း object တော့၎င်းလို့လိုက်မှာပေါ့နော်ဒီကောင်ကကျတော့သူ့ရဲ့အတွဲလိုက်ပဲအဲ့တော့我很想去အဲ့တော့ဒီဟန်းရှောင်ချွေဆိုလို့ရှိရင်အရန်ဆိုရင်သုံးလို့ရှိရင်ကျတော့ရောက်ကိုမသုံးဘာလို့ရောက်ကိုမသုံးလဲဆိုတော့ရောက်ကသူကတိကျပြီးတယ်လေဝဟန်ရောက်ချွေဆိုမသုံးဘာလို့ဆိုတော့ရောက်မှာကသူကတိကျတယ်ပေါ့နော်သူကဘယ်လိုပြောရမလဲပို့ပြီးတော့ခိုင်မာတဲ့တတ်မှတ်ချက်ရှိပြီးတာတတ်မှတ်ချက်ရှိတာဖြစ်တဲ့တော့ဟန်နဲ့သွားပြီးတော့တွေးစရာမလိုတော့ဟန်နဲ့တွဲပြီးဆိုရင်အရန်သွားခြင်းနေဆိုစိတ်ကူးကအရန်သွားခြင်းစိတ်ကူးအရန်သွားခြင်းလာပြီးကမှရောက်ဆိုတဲ့တကယ်သွားတာဖြစ်မှာမလားအဲ့တော့ဟန်ရှောင်ချွေဟန်ရှောင်ချွေရောက်ချွေအဲ့ဒါပြောမယ်ဆိုရင်သူကဒီဂရီအတူတူလောက်ပြန်သွားကြတယ်ပေါ့နော်我很想喝我很想吃我很想做ငါအရန်လှုပ်ချင်တယ်အဲ့လိုမျိုးအဲ့ဆိုလို့ရှိရင်သူကဒီဂရီတစ်ခုမြင့်သွားတယ်ပေါ့နော်တစ်ခုမြင့်သွားတယ်သူကအဲ့လိုမျိုးသုံးတယ်ပေါ့နော်ဒါsentence တိုင်းမှာအဲ့လိုမျိုးသုံးရမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါကသွားတာလာတာ verb နဲ့ပြန်တွဲတာတည်သွားလောက်လို့ထင်တယ်နော်တည်သွားလောက်ထင်တယ်အဲ့တော့နောက်တစ်ဆင့်ထပ်တယ်နောက်တစ်ဆင့်ကဘာလဲဆိုလို့ရှိရင် time အချိန်နေပေါ့နော်အချိန်တွေကဘလို့ထည့်လဲဆိုလို့ရှိရင် sentence ရဲ့ရှေ့မှာဟိုမှာ subject verb object ရဲ့ရှေ့ဆုံးမှာထည့်တယ်နောက်ကြလို့ရှိရင် subject ရဲ့နောက်မှာ time ထည့်တယ်သူအဲ့လိုမျိုးသွားတယ်ပေါ့နော်အဲ့လိုမျိုးသွားတယ်ဆိုတော့ဥမာဆိုလို့ရှိရင်ငါအခုဥမာဆိုလို့ရှိရင်ငါအခုထားပါတော့ဘယ်လိုသုံးမလဲငါအခုအလုပ်ကိုသွားတယ်ပေါ့ငါအခုအလုပ်ကိုသွားတယ်ဆိုတော့အခုဆိုတော့现在အခုဆိုတော့现在တော့ဒါရှေ့ဆုံးကနေမှစပြီးတော့သုံးတဲ့ပုံစံနဲ့သုံးပြမယ်နော်အဲ့တော့ငါအခုအလုပ်သွားတယ်အဲ့တော့ငါအခုဆိုတော့ငါအခုအလုပ်သွားတယ်ဟုတ်တယ်မလားအဲ့ဒါတွေကိုကပြန်ပြီးတော့ခွဲ subject အခုဆိုတော့ time အချိန်အလုပ်က object ထားပါတော့သွားသည်က verb အဲ့တော့ငါအခုလို့သွားတယ်ဆိုတော့ तू ပြောတယ်မလား time ကို subject ရဲ့အရှိမတော့၎င်း subject နဲ့ verb နဲ့ကြားနေမှာတော့၎င်းအဲ့လိုမျိုးသုံးတယ်လို့ပြောတယ်မလားအဲ့တော့အခုက现在နောက်ကျတော့ verb လာမယ်ငါဆိုတော့我去工作ကတင်ပြီးနေတူပါတယ်အဲ့တော့现在我去工作ငါအခုအလုပ်ကိုသွားတယ်我去上班အတူတူပဲပေါ့နော်我去工作ငါအခုအလုပ်ကိုသွားတယ်အဲ့တော့အတူတူပဲ तू ကကြာဒါကကြတော့ဘယ်လိုပုံစံလဲဆိုတော့ပြန်ရှင်းပြပြမယ်နော်နောက်တစ်မျိုးရေးမယ်ဆိုလို့ရှိရင်我现在去工作သူကဘာကွာလဲဆိုလို့ရှိရင်ဒီမှာကျတော့အချိန်ကိုရှေ့ရထားရည်တယ်ဒီကကကျတော့အချိန်ကိုနောက်ကထားရည်တယ်ဘာလို့ဟိုဖြစ်လဲဆိုရင်သူကအချိန်ကိုအဓိကအလေးပေးပြီးပြောချင်ရင်စာကြောင်းရဲ့ရှေ့ဆုံးမှာအချိန်ကိုထားပြောတယ်အဲ့လိုမျိုးမှမဟုတ်ဘဲနဲ့အချိန်ကိုကဒီဖြစ်စဉ်တစ်ခုလုံးကိုပြောချင်တာဒီဖြစ်စဉ်ကိုငါအလုပ်သွားတဲ့အကြောင်းကိုပြောချင်တာဆိုလို့ရှိရင်သူကဒီပေါ့နော် subject ရဲ့နောက်မှာထည့်ရည်ရပေါ့နော်အဲ့လိုမျိုးသုံးမွေးပေါ့နော်အဲ့ဒါအကုန်လုံးပဲပေါ့နော်ဥပမာဆိုလို့ရှိရင်မနက်ဖြန်ငါအလုပ်ဥပမာဆိုလို့ရှိရင်ငါမနက်ဖြန်အလုပ်သွားမယ်
အဲ့တော့သွားမယ်ထားတော့အဲ့တော့မနက်ဖြန်ကိုအရင်ဆုံးရေးမယ်ထားလိုက်တော့မနက်ဖြန်ဆိုလို့ရှိရင်明天我အဲ့မှာဆိုရင်ကြည့်ကြည့်လိုက်မနက်ဖြန်ဆိုပြီးဖြစ်သွားပြီဟုတ်တယ်မလားမနက်ဖြန်ဖြစ်တဲ့အတွက်အနာဂတ်ဖြစ်သွားပြီအနာဂတ်အခုမဖြစ်သေးဘူးမလားအခုမဖြစ်သေးဘူးဆိုလို့ရှိရင်အမတို့ခုနပြောခဲ့သလိုပဲရှောင်နဲ့ရောက်နဲ့ကိုတွဲပြီးတော့သုံးပြရမနက်ဖြန်အလုပ်သွားမယ်ဆိုတော့ကျတော့ तू တိကျတဲ့သဘောမှလားအလုပ်သွားချင်တာမဟုတ်အလုပ်သွားမယ်ဆိုတော့တိကျတဲ့သဘောဖြစ်တဲ့အတွက်အမတို့ကသုံးရမယ်ရောက်သုံးပြရမယ်明天我要去工作အဲ့လိုရေးပြရမယ်နော်နားလေလားတော့မသိဘူးအဲ့လိုမျိုးပဲ我明天要去工作ငါမနေ့ဖြန်အလုပ်ကိုသွားရမယ်အဲ့လိုမျိုးပေါ့နော်ဒါ明天ဆိုတော့သူကမနေ့ဖြန်ကဖြစ်သွားဟုတ်တယ်မလား现在ဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ရိုးရိုးဒီတိုင်းပဲ verb ကိုသုံးခဲ့လို့ရတယ်我去ရိုးရိုး verb ကိုသုံးခဲ့လို့ရတယ်ဟုတ်တယ်မလားဒါအင်္ဂလိပ်စာမှာလည်းအဲ့တိုင်းပဲလေအဲ့တော့ past tense ဆိုလို့ရှိရင်ကြတော့ past tense ထားပါတော့အတိတ်ကာလကိုဆိုလို့ရှိရင်ဘယ်လိုသုံးလဲဆိုတော့တည်ပြီးသားဟုတ်တယ်မလားအဲ့တော့ဥပမာဆိုလို့ရှိရင်ဇိုးထင်းမနေ့ကထားပါတော့昨天မနေ့ကဆိုလို့ရှိရင်昨天မနေ့ကငါအလုပ်သွားခဲ့တယ်နေ့ကငါအလုပ်သွားခဲ့တယ်အဲ့ဒါဆိုတော့မနေ့ကငါအလုပ်သွားခဲ့တယ်အဲ့ဒါဆိုလို့ရှိရင်မနေ့ကဆို昨天我去了工作အဲ့ဆိုရင်မနေ့ကငါအလုပ်သွားခဲ့အဲ့ဒါဆိုလို့ရှိရင် tense 3မျိုးစုံသွားပြီနော် tense 3မျိုးဆိုလို့ရှိရင်ကြည့်ကြည့်လိုက် past tense ပါမယ် past tense အတိတ်ပါမယ်present လက်ရှိပါမယ်အနာဂတ်ပေါ့နော် future ကအနာဂတ်ကာလနာ3ခုကိုအဲ့ဒါဆိုရင်ဘယ်လိုပြန်ခွဲမလဲဆိုရင် past tense ဆိုလို့ရှိရင်လက်ပါမယ် present လက်ရှိဆိုလို့ရှိရင်ဘာမှပါစရာမလိုဘူး verb အတိုင်းပဲ verb ရိုးပဲသုံးသွားရုံပဲရိုးပဲသုံးလို့ရတယ်နော်အဲ့တော့ future အနာဂတ်ဆိုလို့ရှိရင်အခုစသုံးလာပြီဘာနဲ့ဆိုရင်ရောက်နဲ့ရှောင်နဲ့အဲ့ဒါနားလည်မလားမသိဘူးเนาะအင်္ဂလိပ်စာမှာလည်း तू ကခွဲတယ်ကွာ तू ကကြတော့ तू ကပြောမှဆိုရင် verb ကိုပေါ့အင်္ဂလိပ်စာမှာဆိုဟုတ်တယ်မလား eaten အဲ့လိုမျိုးပြန်ပြီးတော့သွားပြီးတော့ tense တွေပြောင်းသွားတယ်လို့ပေါ့နော်ဒီမှာကျတော့ तू အဲ့လိုမျိုးကြီးထူးခြားပြီးပြောင်းစရာမလိုပြောမှဆိုလို့ရှိရင် past tense မှာဆိုရင်တခြားကြီးစာကြောင်းထဲမှာ let ပါမယ်ဒီ let ပါမယ်နောက်ကျတော့ main လို့ပါမယ်ဟုတ်တယ်မလား main ဆိုလို့ရှိရင်လည်း तू ကအတိတ်ဖြစ်ခဲ့တဲ့ဟာဆိုပြောတာဖြစ်တဲ့အတွက် let remain လို့ပါလို့ရှိရင်ဒါဆိုရင်အတိတ်ကိုပြောတာနောက်ကျ present မှာဆိုရင် verb ရိုးတိုင်းသုံးရုံပဲဘာမှမလိုဘူးနောက်ကျ future မှာဆိုလို့ရှိရင် ရောက်လို့ရှောင်လို့ထည့်သွားမှာဒါပေမဲ့ future ကထူးခြားတာရှိတယ်နောက်တစ်ခုနောက်တစ်ဟာတွေလာအောင်မှာပေါ့နော်ဒါလောလောဆယ်မှာတော့ရောက်နဲ့ရှောင်နဲ့သူကဘာလို့ဆိုဆန္ဒရှိတယ်ဖြစ်ချင်တယ်ဆိုတာဖြစ်တဲ့အတွက်သူကဖြစ်မလာသေးတာတွေကိုဆန္ဒရှိတာမလားဖြစ်ပြီးသားကိုဆန္ဒရှိတာမဟုတ်လေအဲ့တော့အဲ့လိုမျိုးသုံးရတယ်ပေါ့နော်အဲ့ဒါကိုစာကြောင်းပို့ပြီးတော့ပြောပြဖို့လိုသေးလားတော့မသိဘူးတစ်ချက်ကြည့်ပေါ့နော်တစ်ချက်ကြည့်ပြီးလို့နားမလည်တော့မေးပေါ့နော်ဒီexerciseလေ့ကျင့်ခန်းလုပ်ဖို့တော့ဒါပို့ပေးမယ်ပေါ့နော်ဒီစာကြောင်းတိဆောက်တဲ့ဥစ္စာကိုတိုင်းနားမလည်သေးမေးဘာလို့ဆိုတော့နည်းနည်းဒီကောင်ကအဆင့်တက်ဆင့်ပြန်တက်တာဆိုတော့လေနည်းနည်းရှုပ်သွားမှာဆိုလို့ပေါ့နော်ဒါပါပဲ bye bye